အကျဉ်းသားတဦးဟာဆေးတောက်သည့်အခါတိုင်းကြိုတင်အသိပေးချက်မရှိတဲ့တိတ်တဆိတ်ထွေးထုတ်လေးရှိပါတယ်ထို့နောက်ပတ်ဝန်းကျင်တွင်လူမရှိကြောင်းတေချာစွာစစ်ဆေးပြီးနောက်ငွေကြေးမြောက်များဖြင့်လက်ထိုးဝယ်ယူထားသောပလိစီဝါဆေးကိုထုတ်ယူကာခိုးယူထားသောငါးမြကြီးဖြင့်ချီနှောင်လိုက်ပါတယ်ကျိုးထိပ်ရဲ့အခြားတစ်ဖက်ကိုတော့သူ့ရဲ့အနောက်ဘက်အန်ဆုံးသွားများနှင့်တွဲချီထားပြီးအရာအလုံးအစင်သင့်ဖြစ်သွားသောအခါမဆိုင်မတို့ပဲဆေးပလင်းကိုပါဆက်ထဲထည့်ကာမျိုးချလိုက်ပါတယ်ထို့နောက်ခိုးယူလာသောမိချစ်ကိုခွဲထုတ်ပြီးအတွင်းကမိချစ်ကြောက်ကိုလက်သေးအောက်တွင်ဝှက်ထားလိုက်ပါတယ်အလုံးအစင်သင့်ဖြစ်တော့သူဟာဖိနှိပ်ကြိုးဖြင့်လက်ကောက်ဝတ်ကိုချီနှောင်ကာစားပွဲထိတ်ဆုံးတွင်လက်မကိုတင်ပြီးဖင်းနှင်းလိုက်ပါတယ်နာကျင်မှုဟာပြင်းထန်လုံးတော်လဲသူဟာအန်ကိုကျိတ်ကအတန်မပြူဝဲတိတ်ဆိတ်နေခဲ့ပါတယ်အเจ้าမှာထောင်မှလွတ်မြောက်ရန်သူ့ရဲ့တခုတည်းသောအခွင့်အရေးဖြစ်တာကြောင့်ဖြစ်တယ်သူ့ရဲ့လက်ကျန်ဘဝကိုထောင်ထဲမှာကုံဆုံးရတော့မယ်လို့ထင်ထားပေမဲ့မကြခင်မှာပဲအခြေအနေတွေကလုံးဝပြောင်းလဲသွားပါတယ်ရဲမှုကြီးရဲ့သားဟာသွေးကင်ဆာရောဂါခံစားနေရပြီးမမျှော်လင့်ပဲသူ့ရဲ့ရိုးရင်းကျင်စီနဲ့ကိုက်ညီမှုရှိကြောင်းသိရှိလိုက်တာကြောင့်သူ့ကိုရိုးရင်းကျင်စီလှူဒန်းဖို့မတောင်းဆိုလို့မရတဲ့အခြေအနေကိုရောက်လာခဲ့တယ်သူဟာလှူဒန်းဖို့သဘောတူခဲ့ပေမဲ့ထူးဆန်းတဲ့အချက်တချို့ကိုတောင်းဆိုခဲ့တယ်အဲ့ဓာတွေကတော့ထောင်ထဲမှာဆေးလိပ်တောက်ခွင့်ရဖို့နဲ့စာကြည့်တိုက်ကိုကန့်သက်ချက်မရှိဝင်ခွင့်ရဖို့ပဲဖြစ်ပါတယ်ရဲမှုကြီးဟာသူ့သားကိုကယ်ကျင်လုံးတဲ့စိတ်နဲ့အရန်ရိုးရှင်းတဲ့တောင်းဆိုမှုပဲလို့ယူဆကာချက်ချင်းသဘောတူလိုက်ပါတယ်ဒါဟာသူ့ရဲ့ထောင်ချောက်ဖြစ်ပြီးတကယ်ရည်ရွယ်ချက်အစစ်မှန်ဟာဆေးလိပ်တောက်ဖို့မဟုတ်ပါဘူးသူတကယ်လိုအပ်တာကမိချစ်ကြောက်ဖြစ်ပါတယ်စာကြည့်တိုက်မှာစာအုပ်ဖတ်ခြင်းရောင်ဆောင်တာကဆေးရုံရဲ့အသေးစိတ်တိဆောက်ပုံကိုခိုးယူဖို့အတွက်ဖြစ်ပါတယ်အရာအလုံးအစင်သင့်ဖြစ်တဲ့အခါသူ့ကိုအဆောက်များပြားနဲ့ဆေးရုံကိုခေါ်ဆောင်သွားပါတယ်ဒါပေမဲ့လက်ထိတ်ခတ်ထားတဲ့အတွက်ရိုးရင်းကျင်စီကိုထုတ်ယူဖို့မဖြစ်နိုင်တာကြောင့်လူတိုင်းဘာလို့ရမလဲဆွေးနွေးနေတော့မှာပဲသူဟာပလိစီဝါဆေးပလင်းကိုပစက်အတွင်းတွင်ဆွဲယူနေခဲ့ပါတယ်နောက်ဆုံးတော့ဆရာဝန်ရဲ့တောင်းဆိုချက်အရသူ့ကိုလက်ထိတ်ဖြုတ်ပြီးကုတင်မှာချီနှောင်ကမေးဆေးပေးလိုက်ပါတယ်ဒါပေမဲ့ဘယ်သူမှမသိလိုက်တာကတော့သူဟာပလင်းကိုဝါပြီးပလိစီဝါဆေးတွေကိုမျိုးချလိုက်ပြီးသားဖြစ်နေတာပါပဲခဏကြာမှာတော့ဆရာဝန်တဦးကသူဟာမေးဆေးအောက်မှာမရှိဘူးဆိုတာကိုသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေအရသတိပြုမိသွားပြီးဆရာဝန်တွေကမေးဆေးထပ်ပေးဖို့စူးစမ်းနေုံမှာပဲသူဟာလှုပ်ရှားဆောင်ရွက်ဖို့စတင်ရုန်းကန်ပါတော့တယ်